တမလွန်ဘဝရောက်သွားတဲ့ဆွေတွေမျိုးတွေအဲ့ဒီတမလွန်ဘဝရောက်သွားတဲ့အဖိုးတွေရှိတယ်အဖွားတွေရှိတယ်နော်အဖိုးဖွားတွေရဲ့အမေဖေတွေရှိမယ်ဦးကြီးဦးလေးတွေရှိမယ်ကိုနဲ့ဆွေမျိုးသားချင်းတော်တဲ့ပုဂ္ဂိုလ်တွေတမလွန်ဘဝရောက်သွားတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေကိုလည်းပဲဖြစ်မထားရဘူးတဲ့နော်ပြစ်မထားရဘူးအချိန်ခါအားလျော်စွာကုသိုလ်ကောင်းမှုသူတို့အတွက်ရည်စူးလုပ်ပြီးတော့အမြတ်တမ်းပေးဝေပေးရမယ်တဲ့ရည်စူးတဲ့ကုသိုလ်ဒါမြန်မာပြည်မှာဘုရားဘာသာဝင်တွေလုံးလိလုံးထားရှိကြတယ်နော်တမန်တော်ဘပြောင်းသွားတဲ့မိဘဆွေမျိုးတွေကိုရည်စူးပြီးတော့ကုသိုလ်ကောင်းမှုလုပ်တာဟာသူတို့အတွက်လူတော်လူကောင်းဖြစ်တယ်သူတို့အတွက်ကောင်းသူဖြစ်တယ်အကယ်၍မေ့ထားမယ်ဆိုလို့ရှိရင်အကယ်၍များတမလွန်ဘဝရောက်သွားတဲ့ပုဂ္ဂိုလ်ကစားစရာဆင်းရဲနေစရာဆင်းရဲနဲ့ဆင်းရဲတဲ့ပိဋ္ဌာဘုံများရောက်နေမယ်ဆိုလို့ရှိရင်တမျောမျောတဒန္တနဲ့ကိုယ့်အတွက်အလှအမျှဝေနိုးအမျှဝေနိုးနဲ့စောင့်နေကြရတဲ့ဘဝမျိုးဆိုတာရှိတယ်ဒါလည်းပဲအမတ်တမဲ့မနေတဲ့ကိစ္စတစ်ခုပေါ့မတော်တဆအက်ဆီဒင့်နဲ့သေသွားတဲ့ပုဂ္ဂိုလ်တွေဟာအင်မတန်ကိုကုသိုလ်ကြီးတဲ့ပုဂ္ဂိုလ်တွေဟာနတ်ဘုံနတ်ဘဝရောက်ချင်ရောက်သွားမယ်ချက်ချင်းအဲ့ဒါလို့မဟုတ်ဘဲနဲ့အထိတ်တလန့်နဲ့စိုးရိမ်သောကနဲ့တွေ့တာမှုတွေနဲ့တမလွန်ဘဝပြောင်းသွားတဲ့ပုဂ္ဂိုလ်တွေဟာရုတ်တရက်ရှောင်တခင်ဆိုရင်ဘာဖြစ်တတ်တုံးဆိုရင်ပြိတ္တာဘုံရောက်သွားတတ်တယ်ပြိတ္တာဆိုတာဒါလူတွေကတော့အဲ့ဒါကိုကြည့်ပြီးမကျွတ်ဘူးပြောတာပေါ့အိမ်ပေါ်မှာဟာလားအတန်ပြူတာတို့အနီးပတ်ဝန်းကျင်မှာမြင်လိုက်တာတို့ဒါမျိုးတွေဖြစ်တတ်တယ်နော်အခုခေတ်ဆိုလို့ရှိရင်တယ်လီဖုန်းဆက်တာတို့တယ်လီဖုန်းကလာမြည်တာတို့သေသွားတဲ့ပုဂ္ဂိုလ်ကလှုပ်တာအဲ့ဒါဟာတကယ်တော့ပြိတ္တာဘုံရောက်သွားတာပြိတ္တာဆိုတာခုခေတ်လို့ဆိုရင်တော့တစေတရေကိုပြောတာပေါ့အဲ့ဒါလို့မကျွတ်မလွတ်ဆိုတာဘာဖြစ်လို့တော့ဆိုမိသားစုတန်ရောစဉ်ပစ္စည်းတန်ရောစဉ်တခုတန်ရောစဉ်တေဂန်ဒီမှာအာယုံရသွားတဲ့အဲ့ဒီတန်ရောစဉ်ကြောင့်မို့လို့ရုတ်တရက်ရှောင်တခင်သူဟာပြိတ္တာဘဝရောက်သွားတယ်ရောက်သွားတဲ့အခါမှာတခါတရံသေသွားတဲ့ပုဂ္ဂိုလ်တွေကသူ့ကိုယ်သူသေတယ်လို့တော့မသိလိုက်ဘူးလင်းလင်းမြန်မြန်သေသွားလို့အက်ဆီဒင့်နဲ့သေလို့ရှိရင်သေတယ်လို့တော့မသိလိုက်ဘူးလေရုတ်တရက်အိပ်ပျော်ရာနိုးသွားတယ်လို့ဖြစ်တာအဲ့တော့သေတယ်လို့မသိတော့တချို့လဲကိုယ့်ကိုယ်အရင်လူလိုထင်ပြီးတော့အိမ်ပြန်လာတာတွေရှိတယ်အိမ်ရောက်တဲ့ခွေးကဟောင်းတယ်သူ့ကိုအိမ်ကလူတွေကသူ့ကိုမမြင်ဘူးမခေါ်ဘူးအဲ့ဒီမှာသူတို့မှာစိတ်ဆင်းရဲမှုတွေဖြစ်တယ်ဒါဒီလိုဇလန်းနေလည်းပဲပြည့်နေတာပဲဒါပိဋကလောကလို့ခေါ်တယ်ပြိတ္တာလို့ခေါ်တယ်အဲ့ဒီလိုကိုယ့်ရဲ့ဆွေမျိုးသားချင်းအနီးအိမ်ကိုပြန်လာတတ်တဲ့ပြိတ္တာမျိုးတွေပါဖြစ်နေပြီဆိုတဲ့အခါမှာသူ့ကိုယ်သူမသိရှိသေးတဲ့အချိန်ပိုင်းသိသွားတဲ့အချိန်ပိုင်းအဲ့ဒီအချိန်ပိုင်းတွေရောက်လာပြီဆိုတဲ့အခါမှာမိသားစုတွေကကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့မကြအမြတ်တမ်းတွေပေးဝေပေးခြင်းအပြင်သူဟာတာရုခေါ်လိုက်လို့အဝတ်အစားလှူပြီးတော့အမြဝေလိုက်လို့ရှိရင်သူ့မှာဝတ်ဆရာအဝတ်တွေရသွားတယ်သူတို့စီမှာမြတ်စွာဘုရားဟောထားတာရှိတယ်ပြိတ္တာဘုံဆိုတာတဲ့ထွန်ရက်စိုက်ပျိုးစားလို့လည်းမရဘူးကုမ္ပဏီထောင်ပြီးအလုပ်လုပ်လို့လည်းမရဘူးရောင်းဝယ်လုပ်လို့လည်းမရဘူးကံကပေးသမျှလေးနဲ့နေကြကံမပေးရင်ဘာမှကောက်ယူလို့မရတဲ့ဘဝမျိုးစားစရာမရှိဘူးအမှန်တမ်းဆင်းရဲတယ်အဲ့ဒီလိုဘဝမျိုးရောက်နေတဲ့အခါမှာဒီကကုသိုလ်ကောင်းမှုလုပ်ပြီးအမြတ်တမ်းပေးဝေလိုက်လို့ရှိရင်ကုသိုလ်ရဲ့စွမ်းအားကြောင့်စားစရာတွေရလာတယ်နေစရာတွေရလာတယ်ဝတ်စရာတွေရသွားတယ်ဒီလိုဆိုလိုတာအဲ့တော့တချို့ကြတော့ဘဝပြောင်းသွားတာလည်းရှိတယ်ဘဝမပြောင်းမဲ့နဲ့အဆင့်မြင့်သွားတာလည်းရှိတယ်စင်စင်ရဲဘဝကနေချမ်းသာတာဥပမာပဲဆိုပါစို့လူတယောက်ဟာအမှန်တန်ဆင်းရဲတဲ့ဘဝကနေပြီးတော့ထီပေါက်လို့ပဲဖြစ်စေပေါ့တခုခုအောင်လို့စီးပွားတိုးတက်သွားပြီးတော့ငွေကြေးဒဏတွေမြောင်များစွာရသွားတယ်
ပုဂ္ဂိုလ်တရားဟာချမ်းသာသွားတယ်လို့ပဲပြိတ္တာဘုံမှာလည်းပဲဒီဟာကုသိုလ်ကောင်းမှုလုပ်ပြီးမြတ်တမ်းပေးဝေလိုက်လို့ရှိရင်ချက်ချင်းသူတို့မှာစားစရာတွေနေစရာတွေဝတ်စရာတွေပြည့်ပြည့်စုံစုံဖြစ်သွားတာဒါကကုသိုလ်ကောင်းမှုလုပ်ပြီးမြတ်တမ်းပေးဝေလို့ရှိရင်ဒီလိုဖြစ်တယ်ဆိုတာမြတ်စွာဘုရားဟောထားတဲ့ပေတဝတ္ထုဆိုတာလည်းရှိတယ်မြန်မာပြည်မှာလည်းပဲပြောနေကြတဲ့ဝတ္ထုတွေပုံဝတ္ထုတွေအများကြီးပဲရှိတယ်ဒါတွေကတမလွန်ဘွားကအရေးနဲ့ပတ်သက်လာလို့ရှင်ဒါကြောင့်မို့တမလွန်ဘွားပြောင်းသွားတဲ့ပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးတော့အမတ်တမဲ့မေးလျော့ပြီးတော့မနေပဲနဲ့ကိုမိတ်ဆွေပဲဖြစ်စေဆွေမျိုးသားချင်းပဲဖြစ်စေကုသိုလ်ကောင်းမှုလုပ်ပြီးတော့ကြာနာနာဖိတ်ပြီးတော့အမြတ်ပေးဝေတဲ့နဲ့အမြတ်ပေးဝေတိုင်းသူတို့ရသလားလို့ဆိုတော့မရဘူးဘယ်လိုမှရတာတော့ဆိုတော့သူတို့ကလက်ခံမှရကိုကအမြတ်ပေးဝေတာကိုသူတို့သိတယ်သိပြီးတော့တာရုခေါ်တယ်ဆိုရင်ရတယ်ကိုကပတ္တိဌာနသူတို့ကပတ္တနုမောဒနာပတ္တိဌာနဆိုတာလဲကုသိုလ်ပဲပတ္တနုမောဒနာဆိုတာလဲကုသိုလ်ပဲအဲ့တော့သူတို့အနေနဲ့ပတ္တနုမောဒနာကုသိုလ်ရတာဒီဟာကုသိုလ်ကောင်းမှုလုပ်ပြီးအမြတ်ပေးဝေလိုက်လို့တာရုလို့ခေါ်လိုက်တာနဲ့တပြိုင်နက်ချက်ချင်းရဘလောက်ထိအောင်ချက်ချင်းရတော့ဆိုရင်မြင့်ရကုန်းပေါ်မှာရွာချလိုက်တဲ့မိုးရေတွေဟာနေရကိုချက်ချင်းစီးသွားတယ်လို့ပဲတဲ့မြတ်စွာဘုရားကဩနမေဥဒကံဝုဋ္ဌံယထာနေနံပဝတ္တတိဧဝမေဝဣတောဒိဏံပေတနံဥပကပတိလို့တိရောဂုတ္တသုတ်မှာမြတ်စွာဘုရားလူဟောထားရှိတယ်မြင့်ရကုန်းပေါ်မှာရွာချလိုက်တဲ့မိုးသည်ဒလဟောနှိမ့်တဲ့ကိုစီးဆင်းသွားတယ်လို့ပဲဒီကနေအမြတ်တမ်းပေးဝေလိုက်လို့ရှင်တမလွန်ဘဝရောက်နေတဲ့သူတို့ကလည်းတာရုခေါ်လိုက်တယ်ဆိုရင်ချက်ချင်းဒီကုသိုလ်တွေရဲ့အကျိုးဟာချက်ချင်းရသွားတယ်လို့ဒီလိုဆိုတာ